ကျွန်တော်နာမည်ကတော့ဝင်းနေသန်းဖြစ်ပါတယ်အခုက FCM မှာ M4 ကိုတက်ရောက်နေပါတယ်ဟုတ်ကျွန်တော်နာမည်ကတော့မောင်လေးတဲ့ဆိုဖြစ်ပါတယ်ခင်ဗျအခုလက်ရှိ FCM M4 Plus မှာတက်ရောက်နေပါတယ်ဗျကျွန်တော်နာမည်ကတော့ခန့်ကိုကအခုလက်ရှိ M4 မှာတက်ရောက်နေပါတယ်ညီမနာမည်တင်းနုလိုင်းမှာအခု M4 တန်းတက်ရောက်နေတယ်ကျွန်တော်ကဂျပန်စာကိုကြိုက်ပြီးတော့ဂျပန်မှာတက္ကသိုလ်ကြီးတက်ရောက်မယ်လို့စဉ်းစားပြီးတော့ဂျပန်စာကိုလေ့လာခဲ့ပါတယ်ဂျပန်မှာကျွန်တော်မှာတငယ်ချင်းတွေအများကြီးရှိရပေါ့နော်တချို့လူတွေကြားလည်းလှုပ်ကြတယ်တချို့လူကြားကြောက်တတ်ကြတယ်အားကြောင့်ကျွန်တော်လည်းသွားချင်လို့တရားပေါ်ဆောက်ပြလိုက်ပါတယ်ကျွန်တော်ကောင်မလေးကဂျပန်မှာအကြောင်းတက်နေပြီဆိုတော့ကျွန်တော်လည်းလိုက်သွားပြီးအကြောင်းတက်ဖို့လေ့လာခဲ့တာဂျပန်စာအခုတော်များလည်းရွေးချယ်လို့ဂျပန်မှာလည်းကြောင်းတက်ဖို့လာလိုက်ရှိတယ်ဂျပန်စာလေ့လာနေရတော့အခုထိတော့တစ်နှစ်လောက်တော့ရှိပြီလို့ထင်ပါတယ်ဂျပန်စာလေ့လာတာကမနေ့က12လပိုင်းစလေ့လာဆို6လလောက်တော့ရှိတော့ပြီဗျ6လလောက်ကြာတော့တယ်နှစ်ဝက်လောက်တော့ရှိတယ်ကျွန်တော်တို့ကတော့ခန်းကြီးလို့ထင်ပါတယ်ဒါပေမဲ့ခန်းကြီးကခက်ပေမဲ့စလုံးတည်တယ်မလို့သင်ရတာပြောကြကောင်းပါအခက်အခဲဆုံးပိုင်းကတော့ reading လို့ထင်ပါတယ်ဗျဟိယာကရရနဲ့ရေးထားတာဖတ်လို့တော့ရပြီမဲ့ဖြတ်ပြီးတော့ရေးထားတာမဟုတ်ဗျအားကြောင့်မလို့ဖတ်ရတာနည်းနည်းတော့ခက်ပါတယ်ဘက်ကတော့ listening ကအခက်ခဲတယ်လို့ထင်ပါတယ်ခက်ခဲဆုံးပိုင်းညီမတို့က listening နဲ့ခက်တယ်အမှန်တရားကအားလုံးရဲ့တန်ကြီးတွေနဲ့စုပြီးတော့ငုံစားတာပါဟာရမအဲ့လိုမပြောနဲ့လေကွာအမှတ်တရဖြစ်ခဲ့တာတော့ဟောပါတော့တန်းပြီးကနေဆီယာမကနီကြီးဆောင်းဆိုတဲ့ချင်းကိုသင်ပေးပါတယ်ဗျနီကြီးဆောင်းဆိုတဲ့အချိန်မှာဖွင့်ပြီးတော့တချင်းကိုဖွင့်ပြီးတော့ပြန်ပေးလိုက်တဲ့အချိန်မှာကျွန်တော်ကမူအပြည့်နဲ့ထားပြီးတော့တချင်းကိုကောက်ဆုံးလိုက်တယောက်တည်းအမှတ်တရတော့ပိတ်ရက်တွေမှာဆိုရင်တငယ်ချင်းတွေနဲ့မုံတူတူသွားစားဖြစ်ဆီယာမမနိုင်ဘူးအကုန်လုံးကစားကုတ်ချ原来嘛，在什么？じゃ、終わりましょう。今日はお疲れ様でした。あたりにのせやらじゃいばりだ。いただきます。好きです。好きです。ဂျပန်စာကစာပိုင်းမှာတော့ခက်စလို့ရှိပေမဲ့နောက်ပိုင်းမှာတော့မခက်ခဲဘူးလို့ထင်ပါတယ်။တစ်ဖြည်းနဲ့နေရစာလို့ရင်တော့ပြောသလိုတော့ရအောင်ပါ။နောက်ပိုင်းဒီမှာ N3 N2 လောက်ဆိုလို့ရှိရင်တော့ခက်ခဲမယ်လို့ထင်ပါတယ် M40 ကတော့တက်ပြီးတော့ခက်ခဲသေးပေါ့ရှုံးမပေးနဲ့ကြိုးစားရှုံးမပေးနဲ့ကြိုးစားပါလို့သူများကြီးလည်းဒီတိုင်းပဲကြိုးစားနေကြရဆိုတော့ကြိုးစားနေကြပါတယ်ဂျပန်စာပြီးတော့ FCS ကလည်းတင်ပေးရလဲကောင်းပါတယ်ဆီယာမတွေကလည်းသဘောကောင်းပြီးတော့တင်ပြတွေကလည်းကောင်းတယ် activity ရဲ့လို့ကတော့ပြောဖို့လည်းကောင်းပါတယ်ဂျပန်စာခက်တဲ့ထင်ရပေမဲ့တခြားလေ့လာရင်တော့အဆင်ပြေပါတယ်လေ့လာပြောဖို့လည်းကောင်းပါတယ်FCM မှာလာမယ်ဆိုရင်ဆရာသမားတွေလည်းဒါစီစဉ်တာပါပြီးတော့စနေတကြနဲ့တင်ပြီးလို့မို့တင်မယ်ဆိုရင် FCM ကိုလာပါလို့ပြောတယ်အခုထိ M4 တန်းထိတော့ခတ်တာတော့တိတ်ပြီးတော့မရှိသေးဘူးပေါ့နော်တေချာလေးလာမယ်နေ့တိုင်းလေးလာမယ်ဆိုရင်လွယ်လို့ထင်ပါတယ်နည်းအတန်းကြည့်လာမှာပဲနည်းနည်းလေးခက်မှထင်တယ်